မငိုမရှိုက်ပါပဲဖိုးလိုက်အသက်မှာရှိကဘာမကဒီစေပွဲမုန်တိုင်းတိုက်၍လာမိုက်တော်လဲအော်မောက်စိတ်ကမငယ်ဝင်းကျင်ကဘာမြေလဲချစ်သူတို့ရဲ့တွေးထင်ကြတာများရဲ့ဒီလိုဆိုရင်ွယ်ဘဝကပေးတဲ့ချစ်ချင်းအတိတ်ပဲမောင်ရင်တွေကလွမ်းလို့ဖွင့်ဆိုခြင်းမာမချစ်လို့မုန်းဖြစ်ရဆုံးမှာအပြုံးပြဲနွမ်းမောင်ရဲ့လွမ်းလာမေးမြမေးကြပါရင်တစ်ဖက်နေများအတွေ့မမပွဲတက်သေးပွားအေးထားမယ်ဘုံဘဝဝဲဆုံးကြမယ်အသေးချကွယ်အတားစီအခက်ခဲများနဲ့အလှမပါဘဝနှပြဒါနာရတွေလဲကွယ်စပယ်တွေခင်းတဲ့လမ်းနဲ့ခတ်တာမီအောင်ညာလဲယုံမှာသိမ့်ကြုံပွေဖက်သက်မြကျင်လာမယ်မောင်ကိုချစ်၍တာတာလွမ်းရသည်သာလွမ်းအတိတ်ပဲမေကိုချစ်၍တန်းတာလွမ်းမျိုးတရားကျွဲမောင်ကိုပြစ်ကွာပြေး၍နွားရသည်မျိုးမဟုတ်ပါလေတဲ့မောင်ကိုချစ်၍တာတာလွမ်းရသည်သာလွမ်းအတိတ်ပဲမေကိုချစ်၍တန်းတာလွမ်းမျိုးတရားကျွဲမောင်ကိုပြစ်ကွာပြေး၍နွားရသည်မျိုးမဟုတ်ပါလေချစ်လို့ချစ်လွမ်းကလေးမောင်ရင်မတွေ့ငကိုယ်တဲ့ပူကလေးသောသဘောရဲ့မောင်ရင်တွေကလွမ်းလို့ဖွင့်ဆိုခြင်းမာဖြစ်ရဆုံးမှာအပြုံးပြဲနွမ်းမောင်ရဲ့လွမ်းလာမေးမြမေးကြပါရင်တစ်ဖက်နေများအတွေ့မမပွဲတက်သေးပွားအေးထားမယ်ဘုံဘဝဝဲဆုံးကြမယ်သေချာကွယ်အတားစီအခက်ခဲများနဲ့အလှမပါဘဝနှပြခန္ဓာရတွေလဲကွယ်စပယ်တွေခင်းတဲ့လမ်းနဲ့ခတ်တာမီအောင်
ညာလက်ယုံမှာသိမ့်ကြုံပွေဖက်သက်မြချင်လာမောင်ကိုချစ်၍တာတာလွမ်းရသည်သာလွမ်းအတိတ်ပဲမေကိုချစ်၍တန်းတာလွမ်းမျိုးတရားကျွဲမောင်ကိုပြစ်ကွာပြေး၍လွမ်းရသည်မျိုးမဟုတ်ပါလေတဲ့ချစ်လို့လို့ချစ်လွမ်းကလေးမောင်ရင်မတွေ့ငကိုယ်ရဲ့ပူကလေးသောသဘောရဲ့မောင်ရင်တွေကလွမ်းလို့ဖွင့်ဆိုခြင်းမှာ